ကရားပြည်နယ်ရဲ့စိမ်းလန်းတဲ့တုံတန်းတွေကြောင်းမှာအိမ်မက်ဆန်ပြီးလှပလွန်တဲ့ကန်ခွနစ်ဆင့်ဆိုတာရှိခဲ့ပါတယ်။မြေအောက်ရေကျော်များထိဆက်သွယ်နေသည်ဟုဆိုကြသည်။ကိနရီညီအမခုနှစ်ဖော်ရေစိမ်းကစားချိန်မှာတော့ဒီရေကန်ကြီးဟာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်လို့နေခဲ့တာပေါ့။ It glows like the morning sun. ။ဒါပေမဲ့အေးချမ်းတဲ့တောအုပ်ရဲ့အရေးထဲမှာတစုံတစ်ယောက်ကချောင်းကြည့်နေခဲ့မယ်ဆိုလားဘယ်သူမှမသိခဲ့ကြဘူး။မုံဆိုးငရက်တီနဂါမင်းထန်မာရရှိသောနနပါတကြော့အကွင်ထင်အငယ်ဆုံးညီမထစ်သူတွေးမယ်တော်ကိုဖမ်းဆီးခဲ့သည်ဖမ်းဆီးခံရသောတွေးမယ်တော်ကိုပြင်စာလျက်ရာဇာပြီမှသူတနုမင်းသားထံဆက်တဲ့ခရမှာချစ်ချင်းမိတာနှင့်ခွဲခွာခြင်းဆိုင်ရာဇလန်းများစတင်ခဲ့ခြင်းဖြစ်သည်ဒါဟာကန်ခွန်နဆင့်ရဲ့ဒန်ဒါယီတစိတ်တစ်ပိုင်းသာဖြစ်ပါတယ်